ငွေရှားလို့ရတဲ့ YouTube Channel တစ်ခုဖုန်းနဲ့စနစ်တကျဖွင့်နေမေဆွဲက TikTok Facebook တွင်မှာငွေရှားနေတဲ့ဆိုရင်တော့ YouTube ကိုလည်းမေ့ထားလို့မရပါဘူးရေရှိမှာငွေရှားလို့ကောက်ဆိုက YouTube ဖြစ်ပါတယ်ကျွန်တော်တို့ YouTube Channel ဖွင့်မှဖြစ်တဲ့အတွက်ကြောင့် YouTube ထက်ကိုဝင်လိုက်ပါမယ်ကျွန်တော်တို့ YouTube ထက်ကိုရောက်လာပြီးဆိုရင်တော့ဒီအောက်က U ဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါဒါဆိုရင်ဒီလိုမျိုးမြေယာမှဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အမြဲသုံးမဲ့ YouTube Channel တခုဖွင့်မှဖြစ်တဲ့အတွက်ကြောင့်ဒီအောက်က Switch အကောက်ဆိုတဲ့နေရာမှာကျွန်တော်တို့ YouTube Channel ဖွင့်မဲ့ Gmail ကိုရွေးပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ YouTube Channel ဖွင့်မဲ့ Gmail ကိုကတော့ကျွန်တော်တို့အမြဲအသုံးပြုမဲ့ Gmail နဲ့ YouTube Channel ကိုဖွင့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ YouTube Channel ကို Gmail နဲ့ခြေလို့ပြီးပြီဆိုရင်တော့ဒီနေရာကိုရောက်လာမှဖြစ်ပါတယ်ဒီဘောက Create a Channel ဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါဒီနေရာမှာဒီလက်က name ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ဒီဘင်းကခဲတန်း logo လေးကိုနှိပ်ပြီးဒီနေရာမှာကျွန်တော်တို့ YouTube Channel ဖွင့်မဲ့ YouTube Channel ရဲ့ normal ကိုထည့်ပေးရမှာဖြစ်ပါတယ်နော်။ Okay ကျွန်တော်ကတော့ဒီ YouTube Channel ကိုကတော့ Make Money လို့ကျွန်တော်တစ်ချက်ပေးလိုက်ပါမယ်နော်။ Made Made money လို့ကျွန်တော်ထည့်လိုက်ပါမယ်ဒီနေရာမှာကြာတော့မေဆွေးတို့ဖွင့်ချတဲ့ YouTube Channel ရဲ့ normal ကိုထည့်လိုက်ပါနော်ထည့်လို့ပြီးပြီဆိုရင်တော့ဒီဘောက save ဆိုတဲ့အကောက်ကိုတစ်ချက်နေလိုက်ပါ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ YouTube Channel ရဲ့ normal ကိုထည့်လို့ပြီးပြီဆိုရင်တော့ဒီအောက်က hidden username ဆိုတဲ့အရာကိုလည်းကျွန်တော်တို့ကခြေနေဆိုရင်ခြေလို့ရတာဖြစ်ပါတယ်ဒီတိုင်းထားချနေဆိုရင်တော့ထားလို့လည်းရတာဖြစ်ပါတယ်နော်မေဆွေးကပြောချင်တယ်ဆိုရင်တော့ဒီဘင်းကခဲတန်း logo လေးကိုတစ်ချက်နေလိုက်ပါဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ကြိုက်တဲ့ user name ကိုလာပြောလို့ရတာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ဒီနေရာမှာကြာတော့ user name ကိုကတော့ဒီတိုင်းပဲထားလိုက်ပါမယ်ဒီဘောက save ဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါမယ်ပြီးရင်ဒီဘောကပင်ချာဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ရဲ့ YouTube Channel ရဲ့ဓာတ်ပေါ်ကိုဒီနေရာမှာဒီဘင်းကဓာတ်ပေါ် logo လေးကိုနှိပ်ပြီးလာထည့်လို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကြာတော့ကျွန်တော်တို့ကြိုက်တဲ့ YouTube Channel ရဲ့ဓာတ်ပေါ်ကိုထည့်လိုက်ပါကျွန်တော်ကတော့ဒီပေါ်လေးကိုတစ်ချက်ထည့်လိုက်ပါမယ်နော်ဒီအောက်က Save Profile ပင်ချာဆိုတဲ့ကောက်ကိုထည့်နေပါOkay ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ YouTube Channel ဖွင့်မှဓာတ်ပေါ် YouTube Channel ရဲ့ normal ဒီအောက်က user name လေးတွေကိုအကုန်လုံးထည့်လို့ပြီးပြီဆိုရင်တော့ဒီအောက်က create channel ဆိုတဲ့အကောက်ကိုတစ်ချက်ထည့်နေပါ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ channel create ကျွန်တော်တို့ channel ဖွင့်လို့ပြီးသွားပြီပဲဖြစ်ပါတယ်เนาะကျွန်တော်ဒီအောက်က u ဆိုတဲ့အကောက်ကိုထည့်နေလိုက်ပါ Okay ဒါဆိုရင်ဒီဘောကကျွန်တော်တို့ရဲ့ YouTube Channel ကတော့ဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ်ဒီဘင်းက view channel ဆိုတဲ့အကောက်ကိုနှိပ်ပြီးကျွန်တော်တို့ကြည့်လို့ရတာဖြစ်ပါတယ်เนาะOkay ဒါဆိုရင်ဒီမှာကျွန်တော်တို့ YouTube Channel ဖွင့်လို့ပြီးပြီဆိုရင်တော့ဒီအောက်က create ဆိုတဲ့ကောက်ကိုနှိပ်ပြီးကျွန်တော်တို့ YouTube မှာ short video တွင်ဒီမှာ video တွင်စာပြီးလာတင်လို့ရပြီဖြစ်ပါတယ်ဒီလက်ကပေါ်လာခဏလေးကိုနှိပ်ပြီးလန်ဒီဘင်းက ADD ဆိုတဲ့ကောက်ကိုနှိပ်ပြီးဒီမှာကျွန်တော်တို့ YouTube မှာတင်ချင်းတဲ့ video တွေကို